Hello, မြောက်ကညချစ်သူလေးများမင်္ဂလာပါရှင်။ဒါကတော့မမလေးညီမလေးတို့ဒါမြောက်ကညကရောင်းပေးထားတဲ့အင်ဒိုဖျောင်းစပန့်ပေါ့နော်။ဒါလေးတွေကိုဒါရေးစိန်ပြမှာပါနော်။မမတို့စေးချွတ်တဲ့အထည်ဆိုလို့ရှိရင်တော့ဒီလိုမျိုးစိန်လိုက်တာနဲ့တယ်။သူကဆေးတွေကကျွတ်ကြလာတာပေါ့နော်။ဒီဟာလေးတစ်ထည်ကိုဒါဆန်းပြီးတော့မမတို့ဒါရေးစိန်ပြီးတော့ညှစ်ပြမယ်နော်မမတို့ဒါမြောက်ကညကရောင်းပေးထားတဲ့အင်ဒိုနီးရှားလက်ရေးဖျောင်းစပန့်လုံကြီးခွင်းလေးပါနော်ဒါလေးတွေကို19000 3ခွင်း1000ခွဲလေးတွေနဲ့ရောင်းပေးထားပါတယ်နော်3ခွင်း1000ခွဲနဲ့ဒါလေးပြီးတော့စီးချိုလားဆိုတော့မမတို့ညီမလေးတို့ဒါလေးကိုလက်တွေ့ပြမယ်နော်ဘုံထဲမှာဆိုအပြာပြချင်းမတိတာမှာဆိုလို့ပါနော်ဒါလေးကနက်ပြလို့ပါမျိုးလေးကိုညှစ်ချပြမယ်နော်မလုံးဝစီးလည်းမကျွတ်ဘူးနော်ဒီမှာလေးကကြမ်းကင်းလေးကအသားဖြူရောင်လေးနော်အသားဖြူလေးပေါ်မှာဒီမှာမတို့ညှစ်ချပြမယ်ညီမလေးတို့မနော်လုံးဝဈေးတွေမကျွတ်ပါဘူးကျွတ်တယ်ဆိုမင်းကြီးကြီးအရောင်တွေထွက်လာမှာပါနော်လုံးဝမကျွတ်ပါဘူးရှင်တဲ့1000ကျော်လေးပေးရတယ်ဆိုပြီးတော့စီးတွေများကျွတ်မလားလို့စိတ်ပုံနေတဲ့မမတွေညီမလေးလုံးဝမကျွတ်ပါဘူးเนาะအဲ့ဟင်နိုဖျောင်းစပန်လေးတွေကိုဝယ်ယူအားပေးထားတယ်ညီမလေးတွေမမတွေဆိုရင်အခုဒုတိယတစ်ချိန်ရောင်းတော့လေနေကြိုက်လို့ဆိုပြီးတော့ဟိုးအဝေးရနေတော့မှပေါ့နော်တဝဲတို့ဟိုးအဝေးရနေတော့မှပဲနောက်ထပ်ထပ်ပြီးတော့မှာယူအားပေးပါတယ်เนาะမမတို့တွေညီမလေးတွေကဘာဖြစ်လို့လဲဆိုတော့သူတို့ဝိကြည့်ရတာလေအရန်ဝိလို့ကောင်းတယ်ဒါကမဝိရသေးတယ်မမတွေညီမလေးတွေအတွက်နမူနာလေးပြတာပါနော်လုံးဝဆေးမကျွတ်ပါဘူးနော်မဆေးကျွတ်တဲ့ဟာတွေဆိုလုံးဝတိတာပဲနော်ဒီမှာထွက်သွားလိုက်တာနဲ့အမဲရောင်ကြီးအညစ်တွေထွက်လာမှာအဲ့တော့မမတို့ညီမလေးတို့မြောက်ခွညိုကကိုယ့်ရဲ့ကုန်ပစ္စည်းလေးရဲ့အစစ်မှန်ကိုပြောပြပြီးတော့ရောင်းပေးပါတယ်နော်ပြောတာလေးကတမျိုးထည့်ပေးလိုက်တော့တမျိုးကြီးမရောင်းပေးပါဘူးနော်မမလေးညီမလေးတို့စိတ်ချစွာအားပေးလို့ရပါတယ်နော်တခုခုကိုယ့်ရဲ့ရောင်းချလိုက်တဲ့ပစ္စည်းပေါ်မှာလေတာဝန်ယူတာဝန်ခံမှုအပြည့်ရှိပါတယ်နော်အဲ့လိုမျိုးလေးတွေမတို့အိမ်ရောက်လို့ကြည့်လို့မှာအထက်မှာလုံးဝအေရာတော့၎င်းအနာအစားတော့၎င်းမို့နော်ညီမလေးတို့ကအထက်ပေါင်းများစွာကိုရောင်းရတဲ့ခါမှာကိုမမြင်လိုက်တဲ့ဥမာဒီလိုမျိုးအပေါက်ကလေးတွေတိတိလေးတွေတခုခုပါခဲ့သည်ရှိတော့အချိန်မရွေးပြန်ပြောပါညီမလေးတို့ဘက်ကနေပြီးတော့တာဝန်ယူတာဝန်ခံမှုဖြစ်နေအခုလုံးကိုအဆင်ပြေအောင်ကိုယ့်ပစ္စည်းကိုတာဝန်ယူဆောင်ရွက်ပေးတယ်ခုနကပြောတဲ့လိုမျိုးပေါ့နော်မြောက်ခွန်ကြီးကလက်ရေးဆိုလက်ရေးစီးရေးဆိုစီးရေးပြောပြီးတော့ရောင်းပေးပါတယ်နော်ဒီမှာနော်အင်ဒိုဖျောင်းစပန့်လေးလုံးဝစေးမကျွတ်ပါဘူးရှင်ဒါလေးကိုလည်းမမတို့ညီမလေးတို့ဒီဗီဒီယိုဖိုင်လေးနဲ့ပြပေးတာပါနော်အများကြီးဝယ်ယူအားပေးခဲ့ကြတဲ့ညီမလေးတွေမမတွေကျေးဇူးအများကြီးတင်ပါတယ်နော်ဒီနှစ်နွေရာသီလေးမှာမမတို့ညီမလေးတို့1000ကျော်လေးနဲ့အင်ဒိုနီးရှားရဲ့လက်ရေးစပန့်လေးကိုအေးလူလေးဝတ်ဆင်ပြီးတော့လှလေးနဲ့ကျမ်းမာရေးနဲ့ညီညွတ်တဲ့ဒီလိုစပန့်လေးတွေကိုအေးလူဝတ်ဆင်နိုင်ပြီးတော့ကိုကျမ်းမာစိတ်ကျမ်းမာစွာနဲ့နော်နှစ်တစ်ကိုလည်းကူပြောင်းနိုင်ကြပါစေအမြဲတမ်းအားပေးနေတဲ့မမတွေညီမလေးတွေကျေးဇူးအများကြီးတင်ပါတယ်နော်ကျေးဇူးတင်ပါတယ်ရှင်တဲ့နော်ဒါလက်ရေးဖျောင်းစပန်လေးပါဒါလေးလာပြပေးထားပါရှင်ဒါလေးကတော့9000ကျော်တန်နော်မမတို့ဒါလေးကလက်ရေးရနံ့မွေး9000ကျော်တန်ပါတိတ်ပါနော်မမတို့ဒီမှာပါတိတ်ကလုံးဝစိတ်မကျွတ်ဘူးနော်ဒီမှာရည်တွေစိန်ထားတယ်ညီမလေးရောင်းနေတဲ့ဓာတ်တွေဓာတ်ကြီးတွေဓာတ် ASN smart ပါတိတ်တွေပါနော် luxury ပါတိတ်တွေပါဒါအမြင့်လိုက်9000ကျော်တန်ပေါ့နော်ဒီပါတိတ်တွေလုံးဝဒီမှာနော်မစီစိန်ထားတာလုံးဝစိတ်မကျွတ်ပါဘူးရှင်ဒါလေးလည်းယုံကြည်စိတ်ချစွာမမတို့ညီမလေးကိုအားပေးလို့ရပါတယ်ကြည့်ရှုအားပေးနေတဲ့မမညီမလေးတွေကျေးဇူးအများကြီးတင်ပါတယ်ရှင်